အိန္ဒိယတန်ယုံကနေခေါ်ပြီးကန်လန်ခံရတဲ့အထိအရေးချင်းရှိတဲ့မြန်မာနိုင်ငံပေါ်တမင်မင်းသမီးလေးချောစုသူစာလို့ခေါ်တဲ့မြန်မာနိုင်ငံပေါ်တမင်မင်းသမီးလေးချောစုသူစာကိုပြီးခဲ့တဲ့ရက်သတ္တပတ်ကအိန္ဒိယတန်ယုံကနေခေါ်ပြီးကန်လန်ခဲ့တယ်လို့သိရပါတယ်။အသားရောင်ခက်ညွညွနဲ့မြန်မာသွေးတဝက်တမီသွေးတဝက်ရောဆက်ထားတဲ့ချောစုသူစာဟာလက်ရှိမှာမြန်မာနဲ့တမီရှင်ကျေးမှုကိုပေါင်းဆက်ကူလို့ထားတဲ့စုံမက်ဆိုတဲ့ဇလံတွဲကိုရှိုက်ကူးထားသူဖြစ်ပါတယ်။အဆိုပါဇလန်တွဲမှာအကယ်ဒမီရမင်းသားကြီးထွန်းထွန်းမှပါဝင်တဲ့အတွက်အရှိန်အဝါကြီးမားတယ်လို့ဆိုနိုင်ပြီးဇလန်တွဲရဲ့ပိုစတာမှာလည်းတမင်းစာသားတွေနဲ့ရှင်ကျေးမှုကူးလူဆက်ဆံမှုကိုပြသခဲ့တာပါတကယ်တော့မြန်မာနိုင်ငံမှာဘလို့ပဲလွတ်လပ်ပြီးအတွေးခေါ်တွေပွင့်လင်းလာပါတယ်ပြောအမှုပညာနယ်ပယ်မှာတော့ဖောက်ပြန်တဲ့ကားတွေပဲရှိနေပြီးဒီလိုရင်ကျေးမှုချင်းဖလှယ်တဲ့ပညာပေးဇလန်တွဲမျိုးမရှိသလောက်ရှားပါတော့ဖြစ်ပါတယ်ဒါကြောင့်အဆိုပါထူးခြားတဲ့စုံမက်ဇလန်တွဲရဲ့ပိုစတာကိုအိန္ဒိယတန်ယုံကတတိထားမိသွားပြီးတမင်မင်းသမီးအဖြစ်တရုတ်ဆောင်ရန်ချောစုသူစာကိုဖိတ်ခေါ်ခဲ့ပါတယ်။ဒီအကြောင်းကိုကောင်မလေးကမြမရဲ့ပိုစတာလေးထွက်တော့နိုင်ငံခြားကအိန္ဒိယလူမျိုးတွေအရန်စိတ်ဝင်စားကြတယ်။မြမကိုဆက်သွယ်လာတဲ့ဒီဇက်ကားကိုသူတို့ရဲ့အစီအစဉ်တစ်ခုတည်းထည့်သွင်းဖော်ပြမယ်ဆိုတာမျိုးပြောလာတယ်။အရန်ဝမ်းသာရပါတယ်လို့တီတီငိမ့်ငိမ့်နဲ့ပြောပြသွားပြီးသူမရဲ့စကားအရအိန္ဒိယရုပ်သံလိုင်းတွေမှာပါထည့်သွင်းခံရမယ်လို့သိရပါတယ်။သူမရဲ့ဇလန်ရှိုက်ကူးမှုတွေ့ကြုံတဲ့ပတ်သက်ပြီးတော့လေချမီလ်စကားပြောကိုအရင်ကတည်းကနည်းနည်းပပပြောတတ်တယ်ဆိုပေမဲ့တရုတ်ဆောင်နေနဲ့တေချာပြောရမှာဆိုတော့တေချာလေးပြန်လေးချိန်ယူထားပါတယ်။ကိုထွန်းထွန်းတို့ကသူတို့မှုရပြီဆိုမှလုံရမယ့်စင်းဒီမှာတရုတ်ဆောင်ကြတာလေးကညီမတို့အတွက်အတူယူစရာလေးပါလို့ယဉ်ကျေးစွာပြောဆိုခဲ့ပြန်ပါတယ်။ဒါကြောင့်အဆိုပါရှားပါဖြစ်ရပေါ့ရင်ရှင်လေးနဲ့လှတဲ့ဒီကောင်မလေးအတွက်အလုံးကဝမ်းသာသွားကြပြီးဘယ်လိုလူမျိုးပဲဖြစ်ဖြစ်မြန်မာနိုင်ငံဘွားကကဘာကျော်သွားတယ်ဆိုရင်ပဲအားရတဲ့ကျင်းတဲ့ဒီကောင်မလေးကစကားပြောတာလည်းပညာရှိတယ်တိတ်တော်တဲ့ပြိတက်ကိုစိတ်ဝင်စားအောင်ပြောသွားတာများချစ်စရာလေးပဲနှာခေါင်းလေးဖောက်ရင်ပိုတော့ကြည့်ကောင်းအောင်ပဲအောင်မြင်မှုပန်းတိုင်ကိုလင်းမြန်စွာရှောင်လန်းနိုင်ပါစေလို့ဆုတောင်းပေးခဲ့ကြပါတယ်ဒါအပြင်ရှင်ဘတ်ကြီးကြီးနဲ့ပြင်းပြင်းထန်ထန်ခန်းစားတဲ့သူတချို့ကလည်းဘာသာခြားရဲ့အမှုပညာလုပ်ရင်သူတို့ရဲ့ဘာသာရေးကြောင့်လူမျိုးရေးကြောင့်ကိုဂုဏ်ယူပွဲရချပြကြတယ်။ဗမာတွေကတော့ဖောက်ပြန်တာလင်းလူတာနဲ့ပဲတိုင်ပတ်နေတယ်လို့ခံရခက်စွာပြောဆိုခဲ့ပါတယ်။လက်ရှိမှာတော့ချောစုသူစာလို့ခေါ်တဲ့မင်းသမီးလေးတီပါရာနေကကျမငယ်ငယ်က TV ရှိထိုင်ပြီးမြမရုပ်ရှင်ဇာတ်လမ်းတွေကြည့်ရင်ကိုလူမျိုးကိုမြင်ကျင်ခဲ့တဲ့စိတ်ကူးလေးတွေရှိခဲ့ပူပါတယ်။မြင်ကျင်တဲ့နေရာမှာလဲဇက်ကောင်လိုဝတ်ဆင်ထားပြီးလူမျိုးစုတစုအနေနဲ့ပုံဖော်ပါဝင်တာမျိုးမဟုတ်ပဲတာမန်ကာရက်တာလူတစ်ယောက်အနေနဲ့ပါဝင်တာမျိုးကိုမြင်ကျင်ခဲ့တာပါအခုတော့ဒီစိတ်ကူးလေးဟာအကောင့်ထဲပေါ်လာပါပြီဒီကွင်းကြီးဟာကျမတို့အတွက်တကားတစ်ချက်ဖွင့်လှစ်ပေးလိုက်တယ်လို့ပါပဲမျိုးဆက်တဲ့လူငယ်တွေတချို့အတွက်လည်းငါလဲလုံးနိုင်နေဆိုတဲ့ယုံကြည်မှုကိုမွေးမြူပေးလိုက်တာပါကျမတို့ရဲ့ရှင်ကျေးမှုကျမတို့ရဲ့စိတ်နေသဘောထားတွေကိုတခြားသောတိုင်းရင်းသားညီကိုမောင်နှမတွေပုံမနားလည်စေဖို့အတွက်လမ်းစာတစ်ခုဆိုလည်းမမှားပါဘူးဒီလိုမျိုးပြောင်းလဲမှုကြီးကိုဥဆောင်ပေးတဲ့ရုပ်ရှင်ဖွဲ့သားအလုံးနဲ့ကျမတို့ရဲ့လူမျိုးကိုယုံကြည်ကိုးစားပြုပေးတဲ့တရုတ်ဆောင်အလုံးကိုကျေးဇူးထူးတင်ပါတယ်လို့ပြောဆိုထားခဲ့ပါတယ်ပရိသတ်ကြီးတို့ရောအိန္ဒိယတန်ယုံကနေခေါ်ပြီးကန်လန်ခံခဲ့ရတဲ့အရေးချင်းရှိတဲ့မြန်မာနိုင်ငံပေါ်တမီမင်းသမီးလေးအတွက်ဂုဏ်ယူရဆိုရင်တော့ဗီဒီယိုလေးကိုဝိုင်းရှယ်ခဲ့ကြပါအောင်နော်